ရဲ့ပိုင်းမှာနင်ဂျာရီရဲ့တီတီကချူနီဖမ်မီပွဲဖြစ်ဖို့ရောက်ရှိလာခဲ့ပါတယ်။နေ့မှာဖမ်မီပွဲရဲ့ပထမအဖြစ်ကိုဖြည့်ချရမှာဖြစ်ပါတယ်။ဖမ်မီပွဲကတော့နင်ဂျာရီရဲ့ဗဟုသုတနဲ့တွက်ချက်မှုကိုဖန်တက်တဲ့ယူရှင်နဲ့ဖမ်မီပွဲလေးဖြစ်ပါတယ်။ဖေဘုတ်ဗီဒါမှာဖြစ်ပြီးတော့တပုတ်ကိုတမတ်နဲ့ပြီးမှမို့လို့ဖေဘော်လို့အောင်မြင်ရင်ဖေမက်ရမှာဖြစ်ပါတယ်။ဖုံမီကွန်းကိုတော့ဖမ်မီပွဲရဲ့45မိနစ်ကြာမှပြေးမှာဖြစ်ပါတယ်။ဖမ်မီပွဲအောင်နာမအောင်နာကတော့ကိုယ်အသေးသားအနေနဲ့ပဲဆိုင်ပါတယ်။တယောက်မဖြေနိုင်ရင်သတင်းလုံးကြမှာပဲဖြစ်ပါတယ်။ခုချတာတွေ့လို့ရှိရင်လည်းနှစ်မက်ရောမှာဖြစ်ပြီးတော့တယောက်မှားတာနဲ့သတင်းလုံးထွက်ရမှာဖြစ်ပါတယ်။ဒီမှာလည်းဗပောင်းဖော်ကနေပြီးတော့ဖောက်ကြည့်နေမှာဖြစ်ပြီးတော့လူအဲ့ရင်အကျန်းနှိပါသုံးပါပါ။ဖမ်မီပွဲမှာဖာကူရာလိုဖာတိုရဲ့ကြောင်းသားကတော့ဘာမှမဖြစ်ပေမဲ့တုံးလေးနိုင်တို့ကတော့ဂျပန်ဖာကိုမမြင်ဘူးလို့ဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာတော့ယာဂျီဥဒုအခြေအနေမြေပြင်အခြေအနေတွေကိုတွက်ချက်ရတဲ့ခန်းနေနေဘလို့မှမသိနိုင်တဲ့ဖာရီဖြစ်ပါတယ်။နာရူတိုတယောက်တည်းမရတာမဟုတ်ပဲအတော်ဖုံးပါဖရဖတ်ကဲတော့မရပါဘူး။ဒီဖာမီပွဲဒီအခန်းနဲ့မှာအဖွဲပေါင်း9ဖဲကျော်ရှိပါတယ်။ဒီ9ဖဲဖွဲတဲ့ကဖဲဖွဲပဲအောင်မယ်လို့ဖရာရီကတော့ခန့်မှန်းထားကြပါတယ်။ဖတ်ကဲကရှိနိုပီတိုနေထိုင်ရမယ်ဖို့တဲ့ EPKF ကအကိုလည်းတန်တရားဖြစ်နေခဲ့ပါတယ်။လုံးလဲနားလေသွားပြီးတော့ဖာကိုမမိအောင်လို့ခိုးချနိုင်ရင်ရမှာဖြစ်ပြီးတော့ခိုးချမိရတော့နမပဲရောမှာမို့လို့လုံးဝကိုတေးချအောင်မဲ့ဖာမီပွဲပဲဖြစ်ပါတယ်။ချာနင်ဂျာရီအကုန်လုံးလဲသူတို့ရဲ့ funny ကိုဗီကိုသုံးပြီးတော့သူတို့ဖာခိုးချဖို့အတွက်ဂျန်ဖီလှုပ်ဆောင်နေပါတော့တယ်။ဒါတော့မှနိုင်တိုကဘာမှမလုပ်ရဘဲနဲ့ကြောက်တောက်ဖြစ်နေလို့နိုင်တိုကိုကြိုက်နေရှာတဲ့ဟိနတာလီကတော့နိုင်တိုကိုဖာပြပေမဲ့လေနိုင်တိုကနားမလဲဘူးတတိမထားမိရကြောင့်မလို့နိုင်တို့မဖြေလိုက်ရပါဘူးဖီယာကလည်း45မိနစ်နေမှာတော့နောက်ဖုန်းမေးကွန်းကိုမေးပြီးတော့ဒီမေးကွန်းကိုဖြေမဲ့အချိန်မှာမဖြေချင်ရင်ထွက်သွားဖြေလို့မလို့ရှိရင်လေဖမ်မီပွဲကထုတ်ခံရမှာဖြစ်ပါတယ်ဒီမေးခွန်းကြောင့်မို့လို့တခြားနင်ဂျာတွေအကုန်လုံးလည်းအံ့ဩသွားကြပြီးသူတို့ဘာလုပ်လို့ဘာလုပ်ကံမလဲမသိဖြစ်သွားပါတယ်ဖာကူရာဖတ်ကဲနေရာရိုပြင်တခြားနင်ဂျာတခြားလူတွေကလည်းမဖြစ်နိုင်တဲ့သူတွေကထားပြီးတော့ထွက်သွားကြပေမဲ့နိုင်တိုကလည်းအဲ့ဒါကအခက်ဖုံးဖြစ်နေပါတယ်ဘာလို့လဲဆိုတော့သူကဟိုကကဖြစ်အောင်လုပ်မယ်လို့ပြောထားတာကြောင့်မလို့ဖြစ်ပါတယ်ဒါပေမဲ့နိုင်တိုကတေချာဖုံးဖြတ်လိုက်ပြီးတော့လုံညိုးကိုထောင်ကမထွက်ဘူးလို့ပြောပြီးငါကဟိုကကဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဖီယာကလည်းဟုတ်ပြီမင်းတို့ဖယ်ရောက်ပဲကြံတော့တာမလားဟုတ်ပြီထားလိုက်တော့လို့ပြောပြီးတော့ဒီဖာမေးပွဲရဲ့အကြောင်းကိုရှင်းပြပါတယ်တကယ်တော့ဒါကနင်ဂျာရီရဲ့ဖုံးဖြတ်မှုကိုတက်တေခိုင်လုံအောင်လူဖန်တက်တဲ့ဟာမျိုးတစ်ခုဖြစ်ပါတယ်အဲ့လိုအချက်တွေနဲ့တွေ့တဲ့အချိန်မှာတည်င်းမကိုပေးမိရဲ့နေကြကသူ့ရဲ့အဖွဲသားရင်းနဲ့သူ့ရဲ့ရွာကိုမိုးမီလောင်တလိုမျိုးဒဏ်ရာဒုက္ခပေးပြီးမှဖြစ်ပါတယ်ဒါပေမဲ့ဒီစာမေးပွဲမှာတလုံးမှမရေးပဲတပါအချက်လက်မှမရေးပဲအောင်သွားတဲ့လူရှိပါတယ်အဲ့ဒါကတော့ငတုံးလေးနာရီတိုပဲဖြစ်ပါတယ်နောက်စာမေးပွဲကိုဖင်မဖီယာမနမေကတော့မီတာရန်ရှိအန်ကိုဖြစ်ပါတယ်